Hello မင်္ဂလာပါကိုညနေစာတော့ကတော့ spicy နဲ့ကြက်ကြော်လေးလှုပ်ရှားပါမယ်ကဲချစ်သားလေးတွေကိုကြော်ဖို့အရာပေးနေပါတယ်ရှင်နေ့တိုင်းထမင်းကြီးစားနေလေဒီနေ့ညစာတော့ကတော့ထမင်းမစားချင်တာနဲ့ကြက်ကြော်လေးလှုပ်ရှားမယ်ဆိုပြီးတော့လုပ်ပြပါတယ်ရှင်ချစ်သားလေးတွေကိုအရာပေးပါတယ်ပြီးလဲပြီးတော့ကျွန်မအရာတိုင်းနဲ့နေထားတယ်ပေါ့နော်မိနစ်30လောက်ထားပါတယ်ကြက်ကြော်ဖို့အတွက်အကြုံမုံနဲ့ကြုံလေးကိုဆက်ထားပါတယ်အရာဓာလေးတွေထည့်ပြီးတော့နေထားပါတယ်နေပြီးပြီဆိုတော့ကြက်သားလေးကိုအနှစ်ကလေးတွေနဲ့ရိုးပြီးတော့ပြန်နေပါမယ်ကဲကိုယ်တိုင်စားမှာဆိုတော့လက်မစွတော့ပါဘူးလက်နဲ့ပဲဒီတိုင်းနေထားတယ်ပေါ့နော်ကြက်သားလေးတွေကတော့နေလို့ပြီးသွားပါပြီဆက်လက်လေးလေးစားချင်တာနဲ့ပဲကော်ပီလေးကိုပပလေးတွေလိထားပါတယ်လီပြီးတော့စားလေးနဲ့လည်းစိမ့်ထားပါတယ်ကဲချက်သားလေးကတော့စကြုံနေပေါ့နော်ချွတ်ချွတ်ရွရွလေးရှားပါပြီအပြင်းမှကြီးပဲတောက်ချောက်စားနေရဆိုလေပတ်ဆက်အရင်ကုန်တော့ကိုယ့်အိမ်မှာကိုပဲလှုပ်ရှားဖြစ်ပါတယ်ကဲကျမကတော့အလှဆင်နေပေါ့နော်အိမ်ကညီမလေးနဲ့နှစ်ယောက်တူစားမှာဆိုတော့နှစ်ယောက်စာပွဲလေးပြင်ထားပါတယ်အစားတော့ကိုလူလှလှလေးပြင်ရလေကျမရဲ့ဝါဒနာပါရှင်spicy အိုးကြီးကတော့အများကြီးပါရှင်ကဲနှစ်ယောက်တာဘလို့ပုံစားမလဲဆိုတာကြည့်ကြပါဦးတကယ်တော့လေကျမကအဆက်အရန်စားနိုင်တဲ့ထဲမပါပါဘူးရှင်ညဆိုင်ကလည်းထွက်ထားတာဆိုတော့ထမင်းမစားချင်တာနဲ့ပဲဒီနေ့ကြက်ကြုံနဲ့ spicy ကိုအရန်စားချင်နေရတဲ့ကိုယ်တိုင်လှုပ်ရှားဖြစ်ပါတယ်ရှင်အိမ်မနေလဲပေါ့နော်ကိုစားဖို့လဲအလားအမြဲတမ်းစင်ပါတယ်လှလှလေးစားရတာကိုတက်ပါတယ်ရှင်ကဲပွဲတွေပြင်ဆင်ပြီးတော့ကျွန်မစားဖို့အတွက်ပြင်ဆင်နေပါတယ်ပွဲလေးကတော့ကျွန်မစိတ်နဲ့ချက်ပြင်ပြီးတော့ပါပြီရှင်ဒါတော့နှစ်ယောက်စားပေါ့နော်အေးလေးစားတော့ပြီးတော့ဆွဲပါပြီအရာလေးရတော့ပေါ့နော်ထိမိနေရပဲspicy ကတော့ကိုယ့်ရဲ့ညီမလေးကလှုပ်ထားပေးတယ်ပေါ့နော်သူကခောက်ဆွဲကိုလှုပ်တာအရင်ကျွမ်းနေပေါ့နော်အရာဒါကလည်းထိမိပြီးတော့စားလို့အရင်ကောင်းပါတယ်ရှင်ကျမကလေဒီဂျပန်ရောက်ပြီးမှဘလို့ဖြစ်တာလဲမသိဘူးပင်မလို့လားမသိပါဘူးထမင်းနေရောပေါ့နော်ထမင်းပဲဖြစ်ဘာပဲဖြစ်ဖြစ်အရင်ကိုစားနိုင်တဲ့ပါနေရပေါ့နော်အရင်တော့လေပေါင်မုတ်တွေပါဆိုလည်းမကြိုက်ဘူးပေါ့နော်အခုပေါင်မုတ်တွေလည်းအကုန်စားနိုင်တယ်ဟိုဆက်ဆက်ဒီဆက်ဆက်ကိုစားနေရပါတော့လူကဝါချင်လို့လားမသိဘူးဝါလဲဝါလာပါတယ်ဝိတ်ချိန်နေလည်းတက်လာတယ်ပေါ့နော်ငါကအချီပဲဆိုပြီးတော့ကြကြိုလဲသုံးလုံးစားလိုက်တယ်ပေါ့နော်စားနေနဲ့လည်းရောက်တဲ့ရဟိုချောင်းဒီချောင်းပြောပေါ့နော်နဲ့အလုပ်တွေကဒုနာပြုအကြောင်းတတိယတော့အနေပဲကျွန်မရှိဟန်လက်ဟန်နေပြပြနေပါတယ်အားလုံးပဲတတ